ကျက်တယောက်တေးပေါက်နေရင်ရုတ်တရက်ယာဒီဆက်လာပါတယ်အတန်းဖော်တွေကသူ့ဘေးမှာဝိုင်းုံကြည့်နေကြလို့ကျက်ကရှက်လုံးလို့ထွက်ပြေးခဲ့ရတယ်သူကယောက်ျားလေးတယောက်လေဘလို့လုပ်ပြီးယာဒီလာနိုင်မှာလဲဒါပေမဲ့ဘိုင်းအောင်တဲ့တန်ကပိုဆိုးလာပါတယ်ဆရာကတော့သူ့ဘိုင်းအောင်တာကိုဟန်ဆောင်နေတယ်လို့ထင်ပြီးအတင်းကျပ်ပြေးခိုင်းခဲ့တယ်မိနစ်နှဲငယ်ကြာမှာတော့ကျက်ကတတိလက်လဲကျသွားပါတော့တယ်ဆရာကသူ့ကိုဆေးပေးကန်းကိုအမြန်ခေါ်သွားတဲ့အခါသွေးတွေကသူ့ပေါင်းမီမှာဆူဆွဲနေပါပြီသူနာပြုဆရာမကဒါဟာယာဒီလာတာလို့ပြောပေမဲ့ဆရာကကျက်ဟာယောက်ျားလေးဖြစ်ကြောင်းညှင်းဆိုခဲ့တယ်ချက်ချင်းပဲမိဘတွေကိုဖုံးဆက်ပြီးဆေးရုံကိုပို့လိုက်ကြပါတယ်စမ်းသက်စစ်ဆေးပြီးတဲ့နောက်မှာတော့ကျက်ဟာမျိုးဝအင်္ဂါစနစ်နှစ်ခုလုံးအပြည့်စုံပါလာတာကိုတွေ့လိုက်ရတယ်သူအသက်ရှင်ဖို့အတွက်တစ်ခုကိုဖယ်ရှားပစ်ဖို့လိုအပ်ပါတယ်ကျက်ရဲ့အမေကတော့ဒီမန်တရားကိုကျက်ကလက်ခံနိုင်မှာမဟုတ်ဘူးလို့စိုးရိမ်တာကြောင့်လိုဝက်ထားဖို့ဆုံးဖြတ်လိုက်ကြတယ်ခွဲစိတ်မှုတေးသေးလေးတစ်ခုပဲလို့ကျက်ကိုလိန်ပြောခဲ့တယ်ကျက်လည်းဘာမှမသိပဲခွဲစိတ်ဖို့သဘောတူလိုက်ပေမဲ့ဒါဟာသူ့ဘဝတစ်ခုလုံးပြောင်းလဲသွားစေတော့မယ်ဆိုတာသူမသိခဲ့ပါဘူးခွဲစိတ်မှုပြီးလို့နိုးလာတဲ့အခါသူ့ခန္ဓာကိုယ်ကိုသူပြန်ကိုင်းကြည့်ပြီးငယ်ပါကပျောက်ဆုံးနေတာကိုသိလိုက်ရတယ်သူ့အမေကမိန်းကလေးဖြစ်ရတာလည်းမစိုးပါဘူးဆိုပြီးသူ့ကိုနှစ်သိမ့်ရှာတယ်ကျက်ဘလောက်ပဲရုန်းကန်ပေမဲ့မထူးတော့ပါဘူးနောက်ဆုံးတော့သူဟာဒီမန်တရားကိုပဲနာကျင်စွာနဲ့လက်ခံလိုက်ရတော့တယ်သူ့ခန်းကိုပန်းရောင်တွေပြောင်းတုပ်လိုက်တယ်စံပင်တွေရှေ့အောင်ထားခိုင်းတဲ့မွေးနေ့လက်ဆောင်တွေကလည်းဘောလုံးကနေဘာဘီယုတ်တွေဖြစ်ပြောင်းလဲသွားခဲ့တယ်သူ့အမေကဘော်လီဝုဒ်နီးကိုတောင်တင်ပေးခဲ့သေးတယ်ကျက်ဟာအခုတော့မိန်းကလေးဖြစ်သွားပါပြီဒါပေမဲ့သူ့စိတ်ထဲမှာတော့သူဟာဂေးတယောက်လိုခံစားနေရပါတယ်မကြခင်မှာသူကြောင်းတက်ပြောင်းခဲ့တယ်အတန်းဖော်တွေကသူ့ရဲ့လာပမှုကိုချီးကျူးကြပေမဲ့ဒါကသူ့ကိုပို့ပြီးစိတ်ဆင်းရဲစေုံပဲရှိပါတယ်သူဟာမိန်းကလေးတယောက်လိုနေထိုင်ရတာကိုလည်းအသားမကျသေးပါဘူးစာတင်နေရင်ဘေးနားကတငယ်ချင်းကပြောပြမှပဲသူယာဒီလာနေမှန်းတတိထားမိတော့တယ်ကျက်ဟာသူ့အင်ဂျင်နဲ့ဖုံးပြီးအိမ်သားတဲကိုအပြေးသွားခဲ့ရတယ်သူပြန်လာတော့အတန်းဖော်သူငယ်ချင်းမလေးကပေးချန်နေတဲ့ထိုင်ကုန်ကိုတုပ်ပေးနေပါတယ်သူမကကျက်ကိုဆိုင်ခေါ်သွားပြီးတင်းတော်တဲ့လစဉ်သုံးခွန်းထုတ်တွေဝယ်ပေးခဲ့တယ်သူတို့နှစ်ယောက်ဟာခင်မင်နဲ့သူငယ်ချင်းတွေဖြစ်သွားကြပြီးကျက်ကသူ့ရဲ့လိုဝက်ချက်ကိုပြောပြလိုက်တယ်တငယ်ချင်းမလေးကချို့ဝက်ချက်ကိုလိုဝက်ထားပေးမယ်လို့ကတိပေးခဲ့ရင်တကယ်ရမ်းမှာတော့လူတိုင်းကိုလက်ပြောပြခဲ့ပါတယ်နောက်တစ်နေ့မှာအကြောင်းတစ်ခုလုံးကကျက်ရဲ့အတိတ်အကြောင်းကိုတည်သွားကြပါတော့တယ်မိန်းကလေးတချို့ကသူ့ကိုနာဘူးလို့ခေါ်ကြတယ်ကျက်အရန်ကိုအရှက်ရသွားခဲ့တယ်အိမ်သားထဲမှာသွားပုံးနေပေမဲ့တခြားចောင်းသားတွေကသူ့ကိုအတင်းဆွဲထုတ်ကြတယ်သူမိန်းကလေးဟုတ်မဟုတ်တီးရအောင်စကတ်ကိုတောင်လန့်ကြည့်ဖို့စူးစမ်းကြတယ်အဲ့ဒီအချိန်မှာသူ့သူငယ်ချင်းမလေးကသူတို့ကိုမောင်းထုတ်ပေးခဲ့တယ်သူမကကျက်ကိုဖတ်ထားပြီးအချိန်ချင်းတောင်းပန်နေခဲ့ရင်ကျက်ကတော့သူမကိုကျေးဇူးတင်တဲ့စိတ်မရှိတော့ပါဘူးကျက်ဟာဒေါသတွေဝမ်းနည်းမှုတွေနဲ့အတူအိမ်ကိုပဲအပြေးပြန်ခဲ့ပါတော့တယ်